သူပြောကေရှင်ကိုစာလို့တလို့လို့တော့လို့ပေါ့လေတော့တသုံးလုံးကိုတော့ခွေယူဘက်လာခွေယူဘက်လာဆိုတာကတော်တော်များများသုံးတဲ့ကားလုံးလည်းဖြစ်နေသေးတယ်နော်ခုတူဝဲမှာဆိုတော်တော်များများသုံးကြခွေယူဘက်လာအဲ့ခွေယူဘက်လာသိတက်မြို့ဒီပဲနူးရမယ်စဉ်းစားပြီးပြစားပြီးပြောနူးပေါ့အဲ့ဒီမှာပြောနူးဆိုလေဒီထားကေကမှာဟိုတခုခုပြီးဟိုစီစဉ်ရတဲ့အချိန်မလားပဲနာအာကမောကမာလေးဖြေပါလေကမောကမာလေးဖြေစီစဉ်ရတဲ့အချိန်မဖြစ်ရအေးလူလူဖြစ်ရပါလားရတယ်ရလို့ပြန်လို့ရတယ်ဟိုအေးလူလူနာဆင်ပြပြနာပြီးရတဲ့မျိုးမူနာရတယ်ပပန်ပန်ပန်အာပြန်လို့ပြန်ပြီးတော့စီစဉ်မကလာပါလေ short ဖြေပြီးဆိုတာကလုတ်ထုကလတ်ထားရလို့ရအောင်မျိုးနေရာမှာမျိုးတော့ဝဲ view back လာဆိုတော့မျိုးတော့ဆိုတူရပါဒီထားမိရဲ့အဲဥပမာဆိုတော့ပြောမှာဆိုဝေခုတဲ့နေပြီးပြင်ဆင်ရခုတဲ့နေလောသက်ရှိတယ်လောကနီးမှာသွားလောဝဲလို့ထလာမှာကလေးမှာကလေးတန်းရှာဆိုခွေးဘက်လာဖြစ်နေမယ်ဆိုမျိုးဟုတ်ကဲ့စားမျိုးရှိရဲ့ဗလားအမျိုးသားမျိုးကြားရရဲ့အဲ့တော့ခွေးဘက်လာဒီခုနပြောတဲ့ဒီဘဲလေးထဲမှာတကူကူမှပါတယ်စီစဉ်ရမယ်မဖြစ်နော်လေဟုတ်ကတူတော့ပဲအမျိုးထမ်းနေကြအမျိုးလွတ်လိုက်တာသူကကေစနာကိုလွဲကလာပြီလူရတဲ့ဟုတ် play ပလင်တာခွေးဘက်လာဖြဲလေလောလေအားကိုနက်ဖြေလေဆိုပြီးသူခွေးဘက်လာအဲ့တော့စဉ်းစားကခွေးယူတယ်လေစဉ်းစားခွေးယူဒီ short play နေပါ short play short လုံးနေပုံစံအဲ့ဒါ back လာခွေး back လာဖြဲစားသူ့လို့စားမှတော့သိရမှာနော်ဟိုစာလုံးတစ်လုံးမှသူစာလုံးတစ်လုံးချိုးစားလေး literal meaning ဆိုပြီးသူရဲ့တကယ်ကိုဖာလိုက်တဲ့ရှိတဲ့တိုက်လောက်ကိုဖာလိုက်တဲ့ဒီပဲ plan ပဲဆိုမျိုးရှိရဲ့ချိုးစားလေးကလာဆိုတန်စားပြီးပြောစားလိုက်ပါလေစာပေသဘောရတန်စားပြီးပြောစားတယ်မျိုးသုံးစားတယ်မျိုးတကူနဲ့တန်စားတဲ့မို့မိတန်ဆိုရဲတကူကူပေါ့သူမို့တကူကူဖြစ်ရတကူကူတန်စားပြီးပြောစားတယ်မျိုးအကောင်တကူတက်တော်တကူတန်စားပြီးပြောစားတယ်မျိုးရှိစားတယ်မျိုးအမျိုးပါလားကျိုးမထုဝဲပါနော်အကောင်ကကွဲမျိုးနော်မျိုးပဲထုဝဲတန်စားနော်မှကွဲခုတ်တာကြီးကွဲခုတ်တာကြီးနော်ကွဲခုတ်တာကြီးထူပြီးကွဲခုတ်ပြီးကွဲရခုတ်ပေါ့တန်စားတယ်အဲ့တော့ခွေးယူဆိုပါနေတော့ခွေးယူပဲတော့ခွေးယူဒီ short plane လေးပုံစံမျိုးလာလူကစီစဉ်တက်လာမဖြစ်ရမှန်းရတဲ့ဖြေပဲဒီမှာရတဲ့ကလုတ်တုကလတ်ထန်းတာဟို play တဲ့ plane နာဒါလေးပမ short လုံးလေးရဆိုပုံစံမျိုးဒီမှာသဝဲဆိုမျိုးဒီဘဲကိုနားလဲပါလားအဲ့မဲ့ခွေးယူဘက်လာလေးဖြတ်သားတိတိတလားဆိုးလို့မှန်တော့မသိနိုင်အောင်နော်ဒီမှာအဲ့မဲ့ခွေးယူဘက်လာလို့လေတို့များသုံးနေတူပဲသေးပါလားခွေးယူဘက်လာဖြေရမယ်ခွေးယူဘက်လာလုံးလေးရပါလားမှန်းရတဲ့ဖြေပဲဒီဟာမျိုးပြုတ်ကြီးရဲ့နော်ဆလုတ်တလုံးကလောအဲ့ဆလုံးလေးရလောဟိုမာယာလဲပါတဲ့သဘောပါလေမာကြီးမာယာအဲ့မဲ့သူစားကရဲတယ်ဆိုသူကဟိုပါပေါ့ဟိုကာယံနာတော်တယ်မျိုးသဘောမျိုးတော့တာရောပါလားဒီမှာရေလူကြီးတော်ပဲပါအကောင်အမလူဒီသူတို့ဒီနည်းနည်းနာတာဘောဝိနာမျိုးတရားဖြေတာဘောဝိဖြေမျိုးဟိုယူယူဝါသာဆက်ဆက်ပြန် short ပြောနေမာကြီးမာယာများplease please တာမာကြီးမာယာများမာကြီးမာယာများသာအမိမမာကြီးမာယာများသာသာကန်မာကြီးမာယာများသာတဲ့လူကြီးမာကြီးမာယာများသာဖာသာမှာမျိုးပြောကြတာဟုတ်မာကြီးမာယာများဆိုသည်ဟိုလက်ပန်းမှုသဘောလေးပါတယ်ချိုးနေရမှတော့မယိုးဖြောင်မှုသဘောလေးပါတယ်မာကြီးမာယာများလို့အမမျိုးသဘောနေမှာသဝဲလို့တည်းဒီမာယာပါမာယာဆိုလှည့်စားတာဟုတ်အမမျိုးနေမှာဟိုမာယာများရဲ့မာယာတာစားနော်အမမျိုးဟိုလူ agitate သဘောမျိုးနဲ့ဆမ်းမှမှာနမဝိသေသနာတာလေးပေါ့ဘွဲတကူတာပဲလေမာယာများရဲ့လူမျိုးပေါ့ပြောနေမှာလဲမာယာလုံးနေမှာလဲမာယာဒီဟာဆိုဘိုလ်ကြီးပြောတယ်တဲ့ကလေးသားတို့ကဘော်ကြီးပိုင်းနော်ကကြီးပြောချိုးလေးပြောနေလေကြံဖို့လီပြန်ပြောတယ်လီကိုကြံဖို့ပြန်ပြောအမျိုးသားလေးပါပေါ့အမျိုးသဘောတရားမျိုးဆန့်နေမှာမာယာများရဲ့လို့မျိုးသူအဲ့တော့ကတော့ချိုးတရားလေးမှတော့ဟိုဟိုရပြန်ပဲပေါ်ဖလောမပြောပါရိုးမပြောရိုးတက်မပြောပါဟိုမတိတ်မပြောပါတခုခုဆိုလည်းကြပဲဟိုတခုခုတုတ်ပြန့်တဲ့ခါမှလည်းကြပဲဟိုသူရဲ့ပက္ခတိနေထားတိုင်းမတုတ်ပြန့်မလားသစုတ်တရားကိုဟိုပါပေါ့ဘုရားခေါ်မှာပယောဂပါပြီသူကတခုခုကြံ့စည်နာမျိုးဒီမှာမယိုးတဲ့သဘောနာတုတ်ပြရလိမ့်မယ်နေထားမျိုးမှာအမကလေးတွေအမလိုရဲ့ပြောဆိုပြီးမှုလေးတွေ
မာယီမယတာမာယီမယများဆိုမြန်မာသုံးပဲပေါ့လေအမှတော့မကွန်ပဲနေမှာသုံးများပါလေလားအမျိုးနေမှာသုံးများရင်နောက်ဆက်လို့တလုံးကတော့ဟိုလူဟိုကျမ်းမာရေးကိစ္စလေးမှာတော့များများသုံးပဲကျမ်းမာရေးကိစ္စလေးမှာဟိုအထူးသဖြင့်ဝေဒီဝေဒဖြစ်နေဆိုတာလေကာယဟန္တာပြောတဲ့ပုံမျိုးခံစားရပါလေဝေဒီဝေဒဖြစ်နေရဲ့နေကောဝဲခေါဟောကင်နေမျိုးပဲဒီလေဝေဒီဝေဒဖြစ်နေလူတာပြီးဆိုဝေဒီဝေဒဖြစ်နေတယ်သုံးပဲအဲ့တော့ဝေဒီဝိထားတော့ခဏဆရာပဲဆိုကြမ်းမရေးကိစ္စလေးမှာတခုနေမကောနေကောစာကောဖြစ်နေရဆောပြင်းသားပြီးခုပေါ်လေးစေးတော်လိုက်လူတာပြီးဝေဒီဝိထားဖြစ်နေတာလည်းဖြစ်နေသူပုတ်လာလားသူတို့တာလားဟုတ်ပြောတာဟိုဖြစ်ရမှာတော့ဒီချကတော့ယောဂလက္ခဏာတခုအဲ့လိုပြောတော့ symptom တခုပေါ့လေသူခံစားနေရတဲ့ symptom ကိုဝေဒီဝိထားဖြစ်နေလို့ဟိုရိုက်တိုက်ဟိုပေါ့အမြင်မကြည်လင်ဖြစ်နေတယ်ခေါင်းကလည်းထူတာခေါင်းကလည်းဒူတာပြီးလာတော့ဝေဝဝဖြစ်နေနေသားမျိုးပါဝေဒီဝိတာဖြစ်နေလို့ဆိုအဲ့တော့လူကဝေဒီဝိတာဖြစ်နေရဖျားတာနေရမျိုးနေမှာကြက်မိုင်နေတာပါလားဝေဒီဝိတာတော့စီဝါစားတဲ့ကောကတော့ခုနမာယီမာယာဆိုလည်းအဖန်ကမာယီမာယာအမှလည်းဝေဒီဝိတာပါလားဒီကပြောချင်ကတော့ဝေဆိုတဲ့စာလုံးတော့ဖြစ်ဝေရပါလေခွန်ဝေပြီးတော့လဲနေရောတူနေရောအမျိုးစရိတ်မျိုးမှာတော့အဲ့တော့အနေအာအနေစဉ်းစားမိစားလို့လုပ်ပါလေကိုလုပ်တော့မ plus ရမှာတော့ဝေဒီဝိတာမျိုးအပန်ဟာစိုက်တာလေဝေဒီဝိတာဖြစ်ရဲ့ဘာလဲစီပြီးမရမြရဲ့ plus ရှယ်လီလီခော့ခော့တော့တတ်မှုပါမရဟာဆောပါဆောမရမြတာဟိုကူကတော့ပြောတာကတော့ခွယူပဲကြာပါလေအဲခံအားတိုက်ကြံအားတိုက်ဟိုစီစဉ်အားတိုက်လေးမဖြစ်ရကလုတ်ထုကလထားလေးဖြစ်ရလူကပပမမောတာရှော့ပြီးတော့လုံရဟုတ်ပလေးအပလေးအမျိုးဖြစ်နေမှာသို့ပါလားဆိုတော့အောင်ဆက်လို့လို့အမျိုးစဉ်းစားမိပါလေအမျိုးနားလဲအိမ်မက်နောက်ထောင်းနေလူကြီးဖားလိုက်ဒီကောင်မလေးရှိတယ်ကျွန်တော်ဆွေးနွေးရတဲ့လေးမှဒီတူတရားလွှဲချောနေရတဲ့တရားမှုပါပေါ့လားအထာပို့ပြီးတော့ကိုကကိုမမတူပဲပြင်းလေးရှိရမတူပဲတွေးတယ်မတူပဲဒီရတဲ့လေးရှိရဆိုတာကော့မလေးမှာရေးပြီးဆွေးနွေးနိုင်ရပါအမမှာပဲကျွန်တော်လေးစာလုံးလေးဒီမပြောပြရမလားသူကသူပေါ်လာမှာဖြစ်ရတယ်ကွာအမျိုးစဉ်းစားမိပါအဲ့တော့အနေတော့အမောစာလုံးအပ်လို့ပါလေအပြန်ချုပ်ရမယ်လို့တော့ခုယူဘက်လားမရနာဝေဒီဝေဒီကျွန်တော်ပြင်တယ်အញ្ញနာပဲနောက်ကပြီးပါခင်ဗျာလက်တူပါမယ်